9ခွန်ကတပင်းကျော်ရင်ခွန်9လို့ပြန်တယ်ခွန်9ကဒီကိုချိန်တယ်9ခွန်ရဲ့ဇောင်းကရှင်းနောက်ကရှစ်ထိပ်လို့ရိုက်တယ်80ခွန်လို့ရိုက်9တက်က1 5လို့ပြန်တယ်9တက်ကဒီကိုချိန်တယ်9တက်ကဇောင်းက1နောက်က1ထိပ်လို့ရိုက်တယ်ဒီမှာက38က38လို့ပြန်တယ်38ကဒီကိုချိန်တယ်38ရဲ့ဇောင်းကဒီမှာ98ရှင်းနောက်ကရှစ်ထိပ်လို့ရိုက်တယ်ဒီမှာက9တက်ကို1 5လို့ပြန်လို့ဒီကောင်ကဒီချိန်ဒီနောက်ကဒီထိပ်နဲ့1 2 3ဒီ9ပြန်1 5က1 5လို့ဖင်တိုင်းဆင်းတယ်ဒီမှာက38ကိုဒီမှာဒီရှင်းနောက်ကရှစ်ထိပ်လို့ရိုက်တယ်ဒီကောင်ကဒီကိုချိန်ပြီးတော့1 2 3ဒီ9ပြန်8ခွန်က8ခွန်လို့ရတယ်နော်နောက်ကကြတဲ့ site အဲ့ဒါမနေ့ပြန်မနေ့ကအဲ့ site ကရမှာနော်ကျွန်တော်အားပေးတဲ့လူရှိလို့ရှိရင် subscriber လေးနှိပ်တာနော်ကျွန်တော်အဲ့ဒါလေးမနေ့ပြပေးမယ်